ကျွန်တော်ခုရောက်နေတော့နေရာကတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့ Tower Bridge ဖြစ်ပါတယ်။တင်ရဖြတ်မှတ်တော့သူဖြစ်ပါသလား။ဖြတ်မှတ်အောင်တင်စူးစမ်းနေပါသလား။ကျွန်တော်ရဲ့အသက်တာမှာဖြတ်မှတ်ဖို့ကျွန်တော်အရင်စူးစမ်းခဲ့တယ်။မကောင်းတဲ့ဟာတွေရှောင်တယ်။ရက်တင်မတော့ဘူး။ဝီစေဝါအလောင်းကစားမိမအကုန်ရှောင်တယ်။အဲ့လိုရှောင်ပြီးတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့လူတွေကိုကြည့်လို့မရတော့ကိုနဲ့ကိုထိုင်းရှင်လာတယ်။မင်းကအသေးဥဆရာဖြစ်နေပြီပဲ။ဘာဖြစ်လို့ဒီဆွလိတ်လေးကိုမရှောင်နိုင်တာလဲ။မင်းကအသင်းတော်မှာလူကြီးလူခေါင်းဆောင်တူဖြစ်နေတယ်။မင်းရဲ့အသက်တာကဘလို့ဖြစ်နေတာလဲ။ဘာဖြစ်လဲကျွန်တော်ကအကောင်းဆုံးစူးစမ်းခဲ့တယ်။ကျွန်တော်တော့မှတာမန်လူတယောက်အနေနဲ့ဒီမကောင်းသောအရာတွေရှောင်နိုင်တယ်။ဒီအင်္ဂလိပ်လုပ်ငန်းဒီဆရာသမားတွေဒီလူကြီးတွေဘာဖြစ်လို့မရှောင်နိုင်လဲဆိုတော့အတူကြီးခေါ်ကကျွန်တော်ရဲ့နှလုံးသားထဲမှာရှိခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာလက္ခဏာကကျွန်တော်ဒီအသက်တာဖြတ်မှတ်ဖို့အရင်စူးစမ်းခဲ့တယ်။ကျမ်းစာကပြောထားတယ်ဘုရားသခင်နိုင်ငံတော်နဲ့ဘုရားသခင်ဖြတ်မှတ်ခြင်းကိုရှာပါ။ဘုရားသခင်ဖြတ်မှတ်ခြင်းကိုပဲရှာမယ်။ကိုယ့်ရဲ့ဖြတ်မှတ်ခြင်းရှာလို့ရသလားဆိုတော့မရဘူး။ကျွန်တော်စူးစမ်းခဲ့သူတယောက်ဖြစ်တယ်။ကိုယ်ဖြတ်မှတ်ခြင်းပေါ်မူတည်ပြီးတော့အသက်ရှင်သောအခါမှာတခြားသောသူတွေကျွန်တော်စီတက်လာတယ်။ယောမအခန်းကြီး30အငယ်3မှာဆိုလို့ရှိရင်ကိုသူတို့ဒီဘုရားသခင်ဤဖြောင့်မတ်ခြင်းတရားကိုမသိပဲကိုဖြောင့်မတ်ခြင်းကိုတည်စေခြင်းကရှာကြံတော့ကြောင့်ဘုရားသခင်ဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြ။ဖြောင့်မတ်ခြင်းကိုကြိုးစားတဲ့အသက်ရှင်တာမမှားပါဘူး။ဒါပေမဲ့မှန်တယ်မှန်တဲ့အကျင့်တရားလို့တယ်သို့တော်လည်းအဲ့ဒီအကျင့်တရားကိုစူးစမ်းရင်တဲ့လူတွေကိုစီရင်တက်လာလူကိုသိလို့မရဘူးဆိုရင်တော့တင်ပြီးဖြောင့်မတ်အောင်စူးစမ်းနေတော့သူဖြစ်တယ်ဘုရားသခင်ကဖြောင့်မတ်ခြင်းကိုဝန်ခံရမယ်သခင်ယေရှုကရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့ဖြောင့်မတ်ခြင်းအတွက်ဖြစ်တယ်သခင်ယေရှုရှင်ပြန်ထမြောက်ပြီးပြီလားထမြောက်ပြီးတော့ပြီဒါဆိုရင်သူ့ကိုလက်ခံယုံကြည်တော့သူမှန်တယ်များကိုဘုရားသခင်ခမည်းတော်ကဖြောင့်မတ်တော့သူလို့မြင်တယ်မှန်ပါတယ်ကျွန်တော်ကအပြစ်သားတွေဖြစ်တယ်ဒါပေမဲ့သခင်ယေရှုကဖြောင့်မတ်ခြင်းဝတ်လုံကိုယူတင်မှုဆောင်လာတဲ့အချိန်မှာဒီအင်ဂျီကိုကျွန်တော်ထပ်ပြီးတော့ဝတ်လိုက်တော့အချိန်မှာအောက်မှာရှိတော့အင်ဂျီကဘလောက်ပဲညစ်ပတ်ဘလောက်ပဲဆုတ်ပြဲနေပါစေဘုရားသခင်မြင်တာကတော့ငါသားလေးကတော့ဖြောင့်မတ်တော့သူဖြစ်တယ်သခင်ယေရှုကဖြောင့်မတ်ခြင်းဝန်ခံတော့သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းဒီကျွန်တော်ဖြောင့်မတ်ခြင်းအတွက်ဖြစ်တဲ့အတွက်လို့သင်ဝန်ခံနေဆိုရင်သင်ရဲ့အသက်တာကတဖြည်းဖြည်းနဲ့ဖြောင့်မတ်လာတယ်အဲ့ဒီကသင်စူးစမ်းလို့မဟုတ်ဒီနှလုံးသားထဲမှာရှိတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုအလုတ်တော့အချိန်မှာကျွန်တော်အသက်တာကတန်ရှင်းလာတယ်ဖြောင့်မတ်လာတယ်စင်ကြယ်လာလူရှိဘုရားရှိမှမျက်နှာရလာတယ်ကိုတိုင်စူးစမ်းလို့မရပါဘူးဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုဝန်ခံနိုင်တယ်ဆိုရင်တော့သင်ရဲ့အသက်တာကဖြောင့်မတ်တော်သူဖြစ်လာလိမ့်မယ်ဒီနေ့ကျွန်တော်နှုတ်ပတ်တရားတော်ဒီသင်ရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းမျိုးစေ့ကြတဲ့အမြင့်တွေဆိုသင်ရဲ့အသက်တာမှာဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုရှာတတ်တော်သူဝန်ခံတော်သူဖြစ်လျက်အောင်မြင်သောအသက်တာကိုရရှိနိုင်ပါစေဒီဗီဒီယို clip လေးကို share လုပ်ခြင်းအပြင်အင်္ဂလိပ်လောကမှာပါဝင်ကူညီဖို့မြစ်တမ်းရက်ကအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်